不要错过，还有现烤现卖的铁板烤串、钵钵鸡、效果粉丝虾滑、虾丝一口气等特小吃。လူရွက်ထည့်ပေးလိုက်လေအဲ့ဒါမှသူများမြင်မှာပေါ့မီနီစကူလန်然后另一张照片就是在库房里面有我们产品的照片。有没得我感觉？ဟိုရိုးလက်သွားကြည့်မလားရိုးလက်ဟမ်ရိုးလက်သွားကြည့်မလားလို့လက်ဆောင်လေးလုံးအောင်ပါ